ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်မျိုးကိုဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့တခုတည်းခါဇူရိုဗီဇာနဲ့ပတ်သက်ပြီးတော့လူအများစုထိတ်လန့်နေကြတယ်ကောလာဟာလာတွေကတခုတည်းခါဇူရိုဗီဇာကချက်ချင်းဖြတ်သိမ်းတော့မယ်ပြီးလို့ရှိရင်တခုတည်းခါဇူရိုဗီဇာကင်ထားတဲ့သူတွေကိုမြန်မာနိုင်ငံချက်ချင်းပြန်လွှတ်မယ်ဆိုပြီးတော့သတင်းတွေပြန့်နေပါတယ်ဒါတွေနဲ့ပတ်သက်ပြီးဂျပန်ဆိုရရဲ့ policy ကတကယ်ပဲအဲ့လိုလုပ်ခွင့်ရှိသလားဒါမှမဟုတ်ဘူးဆိုရင်တကူတေးခါဇူရိုဗီဇာဘယ်ချိန်လောက်ထိမြန်မာနိုင်ငံသားတွေကိုပေးထားနိုင်လဲဆိုတဲ့ဟာကိုကျွန်တော်စီးပွားရေးနဲ့ဥပဒေအမြင်အရကျွန်တော်သုံးသပ်ပေးမှာဖြစ်ပါတယ်အားလုံးပဲအပြီးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာဂျပန်ဆိုရရဲ့ policy နဲ့ဗီဇာရဲ့သဘောတဘာဝကိုကျွန်တော်အနည်းငယ်ရှင်းပြချင်ပါတယ်အရင်ဆုံးကျွန်တော်တို့သိထားရမှာကဒီဗီဇာဟာခင်ကျူဟီနန်တက်ခီဆိုချီလို့ခေါ်တဲ့အရေးပေါ်ခိုလုံခွင့်ဗီဇာစီမံကိန်းတစ်ခုဖြစ်ပါတယ်။ဂျပန်အစိုးရရဲ့နေယူကန်ဆိုတဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကမြန်မာပြည်ရဲ့လက်ရှိမတည်ငြိမ်တဲ့အခြေအနေကိုစာနာနားလည်တဲ့အတွက်လူအခွင့်အရေးရှုထောင့်ကနေပေးထားတာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးအရာဆုံးဖြတ်ထားတဲ့ policy ဖြစ်ပါတယ်။ဒါကြောင့်ဂျပန်အစိုးရရဲ့အနေနဲ့သူတို့ရဲ့သိက္ခာအရာရောနိုင်ငံတကာဥပဒေအရာရောဘာအကြောင်းပြချက်မှမရှိဘဲနဲ့ညာရင်းကြီးဖြတ်သိမ်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအကယ်၍ဖြတ်သိမ်းခဲ့မယ်ဆိုရင်တောင်မှဘာတွေဖြစ်လာနိုင်မလဲအကယ်၍ကံကောင်းထောက်မှတ်စွာနဲ့မြန်မာပြည်အခြေအနေကတကယ်ကြီးချက်ချင်းအေးချမ်းသွားလေပဲထားပါတော့ဂျပန်အစိုးရကဒီဗီဇာကိုဖြတ်သိမ်းဖို့ဆုံးဖြတ်ခဲ့ရင်တောင်မှဒန်ကိုင်တက်ခိလို့ခေါ်တဲ့အဆင့်အလိုက်ပဲဆောင်ရွက်မှာပါဂျပန်ဆိုတာဥပဒေနဲ့အညီလှုပ်ဆောင်တဲ့ဟိုချီခိုကာကူဖြစ်ပါတယ်မနှက်ပြန်ဖြတ်သိမ်းတယ်အားလုံးပြန်ကြတော့ဆိုတာမျိုးဘရော့မှမလုပ်ပါဘူးအ ਨੇ ဆုံးဗီဇာတက်တန်းကုန်ဆုံးတဲ့အထိနေထိုင်ခွင့်ပေးတာမျိုးဒါမှမဟုတ်တခြားဗီဇာတကူတေးဂီနိုကိုပြောင်းလဲဖို့အချိန်ပေးတာမျိုးတွေလှုပ်ဆောင်ပေးမှာပါဒါကြောင့်ချက်ချင်းကြီးပြန်ရမှာကိုကြောက်ပြီးစိုးရိမ်နေကြမလိုပါဘူးစီးပွားရေးအရာလိုအပ်ချက်နောက်တစ်ချက်ကစီးပွားရေးရှုထောင့်ကပါကျွန်တော်အနေနဲ့ဂျပန်မှာစက်ရုံအလုပ်ဂျပန်စကားပြန်အလုပ်တစီမောင်းတဲ့အလုပ်ဂျပန်မြန်မာလူမျိုးသားတွေဗီဇာလျှောက်ပေးခြင်းစတဲ့လုပ်ငန်းတွေကိုလုပ်ခဲ့တဲ့အတွေ့အကြုံရဂျင်းတေးဖုစုခုလုံသားရှားပါမှုပြဿနာအလွန်ကြီးမားနေပါတယ်မြန်မာလူငယ်တွေကအလုပ်ကြိုးစားကြတယ်ဂျပန်စာလည်းတက်ကြတယ်ဒီတော့အလုပ်သမားလိုအပ်နေတဲ့နေရာတွေမှာကုမ္ပဏီတွေမှာကျွမ်းကျင်မိသားလူတွေကိုချက်ချင်းပြန်လွှတ်ဖို့ဆိုတာသူတို့အတွက်လည်းကြီးမားတဲ့ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တန်ဖိုးဟာဒီဗီဇာတက်ပိုကြီးမားတယ်ဆိုတာကိုယုံကြည်ထားကြဖို့လိုပါတယ်နောက်တစ်ခုကတော့ကောလာဟာလာများကိုမယုံကြည်ကြရမှာအဓိကမှားကျင်တာကတော့ Facebook နဲ့ TikTok ပေါ်မှာ view ရခြင်းုံတက်တက်နဲ့ပြောနေတဲ့ခေါင်းစဉ်တွေနဲ့ကောလာ